အားလုံးပဲမင်္ဂလာပါရှိနေရဆိုရင်တော့ကျွန်တော်တို့39ရက်ကွယ်မြောက်ကုန်းပေါ့နော်ဒီနမော်လည်းမရှိတယ်မင်းသားဝါက18ဘေးအနောက်ကိုကျွန်တော်တို့45ဘေးချေဝန်းနေကျွန်တော်တို့ထက်အိမ်မျိုးစားလေးနဲ့40ဘေးကျင်ပါတယ်ရှင်းမဆိုရင်ကျွန်တော်အိတ်ခန်း3ခန်းပါမယ်အာစီမျိုးစားပဲဖြစ်ပါတယ်ဒါတော့အပေါင်းဆုံးတွေ့ရမယ့်အိတ်ခန်းမျိုးစားပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်အိတ်ခန်းတစ်ခန်းဒါတော့အိတ်ခန်းတစ်ခန်းဖြစ်ပါတယ်ဒါတော့နှဝေးမှာရှိရဲ့ဒါတော့ဤဘုတ်ကိုဒါတော့ဒီချိုးကန်ဒါတော့အိမ်သားပဲဖြစ်ပါတယ်အခုပြမဲ့ဈေးတော့ဒီဘက်ဘေးရမှာပေါ့ဒါထက်တိုးလောက်တာပေါ့နော်ဒါကြောင်ထားမဲ့အိမ်လေးပေါ့နော်ဒါကတော့အပေါ်တက်မဲ့အိမ်လေးကလေးဖြစ်ပါတယ်ဒီလိုမြင်ကြီးမှတွေ့ရမယ်ကျွန်တော်တို့ဖျားเจ้าမှာဖြစ်ပါတယ်ဒါကတော့မာဆာဘရောင်းခန်းလေးဖြစ်ပါတယ်ဒီကောင်တော့အရှိဝန်တာတွေပဲဖြစ်ပါတယ်ကျွန်တော်ကအခုဒီကောင်ကိုဝန်တာပိုင်းထွက်ထားတာဆိုရင်တင်းကိုကျွန်တော်တို့1830ကျပါတယ်ဒီမှာကျွန်တော်လက်ခံတော့ကတော့1620နဲ့လက်ခံပါဒီကောင်လေးရဲ့တန်ဖိုးအားဆိုရင်တော့ကျွန်တော်တို့1830ဒီလိုမျိုးအမိုးမပါဘူးဆိုရင်တော့ကျွန်တော်တို့1620ဖြစ်ပါတယ်ကျွန်တော်ဒီခြံကျွန်တော်ခုပြောစေပါအိမ်မပါလာဒီခြံကြီးမပါပါဘူးခြံစည်းကိုလည်းကျွန်တော်တို့လည်းဆက်ထားတာပါရှိဘူးအလေးမျိုးစောက်ရှင်နေဆိုရင်ကျွန်တော်တို့940 890 190ကိုစက်နိုင်ပါတယ်ရုံခန်းများနေနေဆိုရင်ကျွန်တော်တို့ရှစ်တကုံမှာဆိုရင်အမှတ်830မေဒီလန်ကျွန်တော်အမေရိကန်ကျွန်တော်တို့တရက်ကွယ်8ရက်ဖြစ်ပါတယ်တနင်္ဂနွေမှာဆိုရင်20ရက်ကွယ်ရှင်းတာ3လမ်းကျွန်တော်20ရက်ကွယ်တနင်္ဂနွေဖြစ်ပါတယ်ဆောက်လုပ်နိုင်တဲ့မှာကျွန်တော်မိမိသားစုကိုယုံကြည်စွာအလုပ်အနှံတော့အရှင်မိသားစုကိုထူးခြားစုဒီမှာခင်ဗျာဘုရားအောင်စင်ပါစေလို့လည်းဆုတောင်းပေးပါတယ်ကျွန်တော်တို့မိမိသားစုတောင်းရလို့လည်းဖြစ်ပါတယ်ခုနကလုံးလုံးကစီပြကြပါစီအရင်တောင်းရလို့လည်းဆုတောင်းပေးပါတယ်